everyone အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုကတော့ထိုင်းနိုင်ငံဘန်ကောက်မှာရှိတဲ့ခေါင်ပောင်လွန်လို့ခေါ်တဲ့ရေပေါ်ဈေးတွေကိုတွားတော့ရိုက်ခဲ့တဲ့ဗီဒီယိုလေးဖြစ်ပါတယ်။ဘာရီစားပြီးတော့ဘာရီလုတ်ဖြစ်ခဲ့လဲဘယ်လိုစိတ်ဝင်စားစရာတွေရှိရဲဆိုတော့အားလုံးဒီဗီဒီယိုမှာရိုက်ပြထားပါပဲ။အိမ်နဲ့ထားခဲ့တဲ့ကြောင့်လည်းဝေးရအတွက်ကြောင့်ထားခဲ့ကိုပို့ငါပြီးတော့တွားပါမယ်။ဒီလိုနဲ့ထားခဲ့ရောက်ပြီဆိုတော့အမဒီပန်ဖာကိုတွားဖို့အတွက်တစ်ကတ်တော့ဝယ်ပါမယ်။တစ်ကတ်ရလာပြီဆိုရင်တော့အထားစီရမယ့်နေရာကိုတွားပြီးတော့ရထားသက်ဆောက်ပါမယ်ဖြစ်ပါတယ်။ထားဆောက်ရင်လည်းထိုင်းနိုင်ငံရဲ့လက်တရားလေးကိုခဏရှုစားလိုက်ပါတယ်။ဒီနေ့ရာသီဥတုတာရနေပါတယ်။စောင့်နေတဲ့ရထားလည်းလာပြီဆိုတော့ရထားစစီရပါတော့မယ်။ဒီနေ့ကတော့တယောက်တည်းသွားလဲမှာဖြစ်တဲ့အတွက်စကားပြောဖို့လည်းမပါဘူးဆိုတော့ဓာတ်ပေါ်မှာဟိုရဲ့ဒီရဲ့ရှာရဲဖြစ်ပါတယ်ဒီလိုနဲ့အထားကြာစီးပြီးဆိုတော့ရချင်တဲ့ Vampire Station ကိုရောက်ပြီပေါ့နော်ကိုယ်အိတ်တလုံးနဲ့ကိုယ့်ဘာကိုတိုင်ပတ်နေပါတယ်ဒီကလို့တငယ်ချင်းတို့လာချင်တဲ့ဆိုရင်အမတီ Vampire Station AZ3 မှာဆင်းပြီးတော့ sorry subscription မှာတက်စီငှားပြီးတော့တက်စီကိုပိုက်ခေါ်ပန်းလို့အောင်လို့ပြောလိုက်ရင်သူလိုက်ပို့ပေးပါလိမ့်မယ်တက်စီကားတော့တယောက်နဲ့တယောက်မတူပါဘူး15ဘတ်သို့မဟုတ်20အဲ့လောက်ပေးရပါတယ်အခုတော့သွားခြင်းနေရလေးကိုရောက်ပြီဆိုရင်တော့အရင်ပြော့နေပါတယ်ဒီနေရာလေးကိုကျတော့အမေနဲ့တစ်ခါလာခဲ့ဘူးပါတယ်ဒါပေမဲ့သဘောကျလို့ဆိုပြီးတော့နောက်တစ်ခါထပ်လာခဲ့ခြင်းဖြစ်ပါတယ်ဒီနေရာလေးအားရအသေးဥတို့လည်းရမ်းတာရပြီးတော့စိတ်ကို relax ဖြစ်စေခြင်းတဲ့လူတွေအတွက်လည်းဒီနေရာလေးကို recommend ပေးခြင်းနဲ့ပေါ့နော်ဒီနေရာလေးကတော့နိုင်ငံခြားသား tourist တွေလည်းအများကြီးလာလဲကြတဲ့နေရာလေးလည်းဖြစ်ပါတယ်ပေါ့နော်ပြည်သူရောက်တဲ့အချိန်ကတော့နေ့လယ်ပိုင်းဖြစ်နေပြီဆိုတော့ဘာမှမစားလာတဲ့ထမင်းဖြည့်ဝင်စားပါမယ်ဆိုင်လေးကတော့မြင်တဲ့အတိုင်းပဲချောင်းမလာနေမှဖွင့်လာရဲဆိုတော့ view ကတော့တော်တော်ကောင်းပါတယ်ဒီဆိုင်လေးမှာတော့ menu တော်တော်များများကိုရပါတယ်နောက်ပြီးတော့အရသာလည်းအရင်ကောင်းပါတယ်ရှိတဲ့ခေါက်တော့စားတော့အရသာကြိုက်လို့ဆိုပြီးဒီတစ်ခေါက်လည်းဒီဆိုင်မှာပဲစားဖြစ်ပါတယ်ဒါကတော့စားချင်တာကြီးများလို့တော်တော်လေးကိုစဉ်းစားပြီးတော့စူးစမ်းပြီးယူနေပြီတယောက်ပါစားစရာမှာတော့ဒီလိုမျိုးလှပတဲ့ view တွေကိုတော့ဝါရီရှူစားလို့ရပါတယ်အောက်မှာလည်းငါးတွေအများကြီးရှိပါတယ်ငါးစာလည်းကျွေးလို့ရတယ်ပေါ့နော်မာရာအားတွေကလာမချသေးဘူးဆိုတော့ရေတောက်ရင်လည်းပဲပေးနေသူတယောက်ပါကျေးဇူးပြုပြီးတီးခံပေးကြပါနော်ဆိုင်ရခင်ချင်းလေးရလဲတက်ရဲ့လေးနဲ့ရှေးဟောင်းစတိုင်လေးဆိုတော့တော်တော်ကြည့်လို့ကောင်းပါတယ်ဒီလိုနဲ့ပဲမာထားစားစရာလေးကတော့ရပါပြီပေါ့နော်ဒီနေ့ကတော့ကပောက်ထလေးပေါ့နော်ဒါပေမဲ့ပင်လယ်စာကပောက်မာထားပါတယ်ဒီဆိုင်မှာကျတော့ပင်လယ်စာလက်ဆက်ကလေးရတာဖြစ်တဲ့အတွက်ပေးရတဲ့ဈေးနဲ့တန်တယ်လို့ခန်းစားရပါတယ်နောက်ပြီးတော့အရသာလည်းအရင်ရှိပါတယ်စားပြီးပြီဆိုရင်တော့ရေပေါ်ဈေးလေးကိုစားပြီးတော့ရှောက်လေကြပါမယ်ဒီဈေးမှာတော့ပေါ့နော်စိတ်ကို relax ဖြစ်စေတဲ့တက်မှုဖြစ်စီလေးတွေကိုရောင်းတဲ့အပြင်စားစရာတွေနောက်ပြီးတော့နိုင်ငံသားတွေအတွက်လက်ဆောင်ပစ္စည်းတွေလည်းအများပြားရောင်းချပေးပါတယ်ဒီလမ်းလေးအတိုင်းဆက်လျှောက်သွားလိုက်ရင်တော့ဒီနေရာရဲ့စနေကြတစ်ခုဖြစ်တဲ့ဟိုချစ်သူတွေနဲ့တငယ်ချင်းတွေလာတဲ့အချိန်ကျရင်အမတ်တရားတစ်ခုအနေနဲ့ကြိတ်ဆွဲတတ်တဲ့ဒေသပြလေးတွေကိုအများကြီးတွေ့ရပါမယ်ညီတဲ့အတိုင်းပဲဒီနေရာလေးကတော့တော်တော်တာရတယ်ပေါ့နော်အားလည်းရဲ့မှာတကယ်ချင်းတွေနဲ့အတူတူလေပတ်သွားခြင်းတဲ့လူတွေအတွက်ဒီနေရာလေးကအဆင်ပြေမယ်လို့ထင်ပါတယ်ဒါပေမဲ့မိစုလိုမျိုးတယောက်ထဲလာပြီးတော့တက်ပုံလေးဗီဒီယိုတွေလည်းလာရိုက်လို့ရပါတယ်ဒီလိုနဲ့ဒီတတားနေပြီးတော့အဘက်ကိုဆက်လျှောက်သွားရင်လည်းဆိုင်တွေရှိပါသေးရဲ့ဒီကိုရောက်ရင်တော့ဆိုင်ရဲ့ဦးလေးကြီးကိုနှုတ်ဆက်ဖို့မမေ့ကြပါနဲ့ဒီမှာကျတော့ coffee ဆိုင်လေးတွေလည်းတော်တော်ပိုးပါတယ် coffee ဆိုင်လေးမှာဆိုရင်တော့ဒီလိုမျိုးလက်မှုပစ္စည်းလေးတွေလုပ်လို့ရတယ်ပေါ့နော်နောက်ပြီးဒါပေမဲ့လက်မှုပစ္စည်းတွေမလုပ်ချင်ဘူးဆိုတော့ AC coffee တိုင်းတောက်လို့လည်းရပါတယ်ဘာဖြစ်လို့ဆိုတော့ဒီနေရာလေးကတော့ view ကတော့အရင်လှလို့ပါဒီတိုင်းလေးပဲဆက်လျှောက်သွားမယ်ဆိုရင်တော့ဆိုင်လေးတွေကတော့အများကြီးရှိပါတယ်ဆိုင်လေးတွေမှာတော့အဓိကကျတော့ပကြီးပစ္စည်းတွေလက်မှုပစ္စည်းတွေအသုံးဆောင်ပစ္စည်းတည်တည်လေးတွေပဲရောင်းပါတယ်
ဖြစ်တဲ့အတွက်ဟမ်မေးကြိုက်တဲ့လူတွေအတွက်လည်းအဆင်ပြေမယ်လို့ထင်ပါတယ်ဒါလေးကတော့ဒီနေ့ဝတ်လာခဲ့တဲ့ outfit လေးပဲဖြစ်ပါတယ်ဒီနေရာမှာလူရှင်းနေရဆိုတော့ခဏလေးတက်ပုံခိုးရိုက်နေရပါဗီဒီယိုလေးရိုက်ခဲ့ပါသေးတယ်မြင်တဲ့အတိုင်းပဲဈေးဆိုင်တွေကတော့အများကြီးလည်းအများကြီးပါတကယ်လို့ကိုကြိုက်တဲ့ပစ္စည်းလေးတွေတွေ့ရဆိုတော့အမတ်တရပစ္စည်းနေနဲ့ဝယ်လို့ရပါတယ်ဒီလိုမျိုးပချီကားချက်တွေကိုရောင်းနေတဲ့ဆိုင်တွေလည်းအများပြတွေ့ရပါလိမ့်မယ်ဒီလိုနဲ့ဆက်သွားမယ်ဆိုရင်တော့နောက်တရားတစ်ခုထပ်ရောက်မယ်ပေါ့နော်ဒီတရားပေါ်နေပြီးတော့ဈေးတစ်ခုလုံးတွေ့ရမှာပဲဖြစ်ပါတယ်ဒါတော့တယောက်တည်းလာခဲ့တဲ့လူပိသားစာဖြစ်ဗီဒီယိုရဲ့အကြီးအကျယ်ရနေပါတယ်ဈေးဆိုင်တန်းတွေကတော့တော်တော်နဲ့မှရှိပါတယ်ဒီလိုဆိုင်လေးကိုတွေ့ရင်လည်းတက်ပုံမရိုက်ပဲဗီဒီယိုမရိုက်ပဲမနေနိုင်တာတော့ကျွန်မရဲ့ဝါသနာတစ်ခုပါဒီလိုနဲ့ဆက်လျှောက်သွားရင်လည်းဒီရလာခဲ့တော့တက်ပုံရိုက်တဲ့မန်လေးနောက်ပြန်ရောက်ခဲ့ပါတယ်ဒီမန်လေးကိုတော့အရင်သဘောကျပါတယ်ပေါ့နော်ဒီလိုနဲ့နောက်ဆုံးတရားလေးကိုရောက်လာခဲ့ပြီပေါ့နော်ဒီတရားကနေပြီးတော့ဘက်ကိုကြည့်လိုက်မယ်ဆိုရင်ကျမတို့အစားဖြတ်ခဲ့တဲ့ဒေတာပြားလေးတွေချိန်ထားတဲ့တရားတွေ့ရပါမယ်ဒီလိုနဲ့ရှောက်လက်လို့ဝါပြီဆိုရင်တော့လက်မှုပစ္စည်းဆိုင်လေးကိုသွားပါမယ်ဒီတစ်ခေါက်ကတော့ပကြီးဆွဲမယ်ဆိုပြီးတော့စဉ်းစားပြီးတော့လာခဲ့တာပါအဲ့ဒါကိုမဝင်ခင်မှာတော့ဆိုင်ရှိမှရှိရဲမှန်လေးနဲ့လည်းဗီဒီယိုရိုက်ဖြစ်ခဲ့ပါတယ်အစားပြောခဲ့တဲ့အတိုင်းပဲမှန်မြင်လို့မရပါဘူးတပ်ပုံရိုက်ချင်ဗီဒီယိုရိုက်ချင်ပါတယ်အဲ့တော့သိခံပြီးကြပါတော့ဒီလိုဆိုရင်တော့ဆိုင်ထဲကိုစားဝင်ပါမယ်ဆိုင်ထဲမှာကျတော့အရှိတစ်ခေါက်လောက်လူတွေတာမများတော့ပါဘူးတပ်ပုံရိုက်ရတာကြိုက်တဲ့လူတွေအတွက်တော့တပ်ပုံရိုက်မဲ့နေရာလေးတွေတော့တော်တော်များများပြင်ဆင်ပေးထားပါတယ်ဒီမှာကျတော့ပကြီးဆွဲလို့ရတဲ့အယောင်ချဲပစ္စည်းလည်းအများကြီးရှိပါတယ်အယောင်မချေချင်ဘူးဆိုရင်တော့တက်ပုံရိုက်ပြီးတော့တက်ပုံပေါင်းလေးတွေမှာအလှဆင်လို့လည်းရပါတယ်ဒါပြင်ပေါ်တော့လက်ကောက်လေးတွေလည်းအများကြီးလုပ်လို့ရပါတယ်လက်ကောက်လို့ပေါ်အတွက်လဲလုံးလေးတွေကြောက်လုံးလေးတွေကြောက်လုံးလှလှလေးတွေအများကြီးစီစဉ်ပေးထားရပေါ့နော်ဒီစီကကျတော့ပေါ့နော်တီပီကလေးပုံမှာအယောင်ချဲပြီးတော့ပကြီးလေးဆွဲမှာပဲဖြစ်ပါတယ်ကိုလိုချင်တဲ့ပစ္စည်းလေးကိုရွေးပြီးဝယ်ပြီးဆိုရင်သူကတော့အယောင်ချဲမဲ့ပစ္စည်းလေးတွေကိုသူပေးပါတယ်အယောင်လေးကတော့ကိုစိတ်ကြိုက်ထည့်လို့ရပါတယ်ဒါကျတော့မြစ်စီရွေးခဲ့တဲ့ဆေးရောင်လေးနဲ့စုပ်တန်လေးတွေပေါ့နော်ဒါကတော့ပကရရီဆွဲဖို့ဆိုပြီးတော့ကြိုတင်ပြင်ဆင်နေတဲ့သူတယောက်ပါခုတလောအယောင်နုနုလေးသဘောကျနေရဖြစ်တဲ့အတွက်အယောင်နုနုလေးပဲသုံးပါမယ်သူများအတွက်ကျတော့လှမလှမသိပြီမဲ့ကိုကတော့ကိုရဲ့လက်ရောင်အရင်သဘောကျနေပါတယ်ဒါကျတော့ final result ပါဒါမှအယောင်ကတော့ချက်လို့မပြီးသေးဘူးနော်နောက်ဆုံးတော့ပကံပြားတစ်ခုလုံးအယောင်ချဲလို့ပြီးပါပြီဒါတော့နောက်ဆုံးရလာတဲ့ပုံလေးပါလက်လေးလည်းပေးပွားနေပါပြီပြီးပြီဆိုရင်တော့ပကံလေးကိုအယောင်တင်စီတုတ်ခိုင်းတဲ့အချိန်မှာအားနေလို့ဆိုပြီးတော့တက်ပုံရှောက်ရိုက်ဖြစ်ပါတယ်နောက်ဆုံးတော့ကိုယ့်ရဲ့ပကံလေးရလာပါပြီညနေသဘောကျနေပါတယ်ရောင်တင်စီတုတ်ပြီးတဲ့အချိန်မှာတော့ပကံလေးကပြုံးလက်နဲ့ပုံပြီးလှောက်ပါပါတယ်ကိုလောက်ထားတဲ့ဟာလေးကိုအရင်ကသဘောကျနေဗီဒီယိုရိုက်လို့မဆုံးနိုင်တဲ့သူတယောက်ဖြစ်နေပါတယ်ကြီးဆွဲပြီးတော့ပြင်ထွက်လာတဲ့အချိန်မှာတော့ပြင်မှာတော့တော်တော်မှောင်နေပါပြီအဲ့ဒါဆိုရင်တော့အိမ်ပြန်ဖို့အချိန်လေးနီးလာပြီဆိုတော့သိလိုက်ပါ
ငါတို့ကပြက်ခဲ့တဲ့လမ်းလေးရာဆိုရင်လည်းတော်တော်ပေါင်နေပါပြီဒီလိုနဲ့ကျမရဲ့တရက်တာရေပေါ်ဆေးကိုတွားခဲ့တဲ့ဗီဒီယိုလေးကတော့ဒီနားမှာပဲအဆုံးသတ်မှာပဲဖြစ်ပါတယ်မိုးလည်းတော်တော်ချုပ်နေပြီဖြစ်တဲ့အတွက်အိမ်ပြန်လာတော့မယ်See you the next video ပါအားလုံးပဲ bye